Hello, Mima Rashi. Hello, Mima Rashi. Julia တွေတစ်ခါလေကြာရင်ကြည့်လားလမ်းကြုံတွေ့နေရလေးကိုတခုပြောပြမယ်ဒီလားအမြဲတမ်းကောင်းပြီးတော့တစ်ခါတော့မကောင်းလိုက်ဘာဖြစ်သွားကြရလဲမသိဘူးနော်စိတ်ညစ်ဖို့ရန်ကောင်းတယ်ဟယ်လိုမင်္ဂလာပြီးသွားပြီဟုတ်တယ်ပြီးသွားပြီအခုစကားပြောနေရလူတွေကလို့အမြဲတမ်းကောင်းပြီးနေရတစ်ခါတော့အဲ့လိုမကောင်းပြီးလိုက်ဘူးဆိုအဲ့လူကချက်ချင်းပဲမကောင်းတော့အဲ့ဒါဘာဖြစ်တာလဲမသိဘူးအရင်စိတ်ညစ်ဖို့ပါမယ်ဒီလားနားလည်းအရင်စိတ်ညစ်နေပြီတစ်ခါနေကြတယ်အဲ့လူတွေကဘလို့လူတွေလို့ပြောရမှာလဲအဲ့လိုလူတွေကနားလည်မှုမရှိရဲ့လူတွေလို့ပြောရမှာလားဘလို့လူလို့ပြောရမလဲဒီတော့ဆိုရင်နန်းကအဲ့လိုမျိုးချက်ပေါက်မှာစကားလာပြောရတူပေါ့နော်နန်းလိုက်ပြီးသွားတဲ့အချိန်မှာနန်းလိုက်ပြီးရဲ့အချိန်မှာစကားလာပြောရင်နန်းစကားပြန်ပြောပြီးရဲ့ဒီလားကိုကလိုက်တွင်ပြီးကွာတနာရီ2နာရီ3နာရီ4နာရီဇက်တိုက်ထိုင်ရတာကွာဒီည8နာရီလောက်ခရေကနေပြီးတော့လိုက်ကိုတွင်ပြီးတော့ည8နာရီလောက်ခရေလိုက်ကိုတွင်ပြီးတော့ဟို12နာရီထိတောက်လျှောက်တွန်းလိုက်တယ်ပဲထားအောင်7နှစ်ထိုးရင်ခဏနားလိုက်တယ်ကွာဒီလားအဲ့လိုမျိုးအဲ့ဒါကိုဘယ်လိုဖြစ်လဲဆိုလိုက်ပြီးသွားပြီဆိုရင်စကားပြန်ပြောပြီးစကားလက်ခံပြီးပြန်ပြောပြီးကွာဟုတ်ကဲ့အဲ့လိုကောင်းကောင်းမွန်မွန်ပြန်ပြောပြီးနော်တိတ်အဲ့လိုမျိုးအမြဲတမ်းကိုကကောင်းကောင်းမွန်မွန်ပြောပြီးတရက်လောက်ကစကားတော့မပြောလိုက်ဘူးစကားတော့လာမပြောတော့ဘူးတော့အရင်လိုအရင်နဲ့မတူတော့ဘူးအင်းမော်ကြရင်အဲ့လိုပါပဲဘာညာအဲ့လိုကြီးပြောတာနဲ့မကြိုက်ဘူးဒီလားစကားပြောပြီးရဆိုတော့လူပဲကွာတခါလေးပင်မန်းနေဒီလားအရန်ပင်မန်းတဲ့ခါဆိုတော့ရှိတယ်အဲ့ပင်မတဲ့အခါကျရင်လေမပြောချင်တဲ့အခါဆိုတာလည်းရှိမှာပဲလေဒီလားအခုညမပြောချင်ဘူးလေမနဲ့ဆိုရင်စကားပြောချင်ပြောမယ်မနဲ့မပြောချင်ညကြရင်အဲ့စာကိုကြည့်ပြီးပြန်ရင်ပြန်မယ် wifi နဲ့သုံးတာဖြစ်တဲ့အတွက် line ရတော့ဘယ်ချိန်မှဆိုဖွင့်ချင်ဖွင့်မယ်မဖွင့်ချင်မဖွင့်တာဘူးပါဒီလားပြောချင်တဲ့သိပြအဲ့ဒါကြီးကိုစာမပြန်လို့ဆိုပြီးတော့သိရမလားအဲ့လိုရန်လိုက်တွေ့နေတဲ့သူတွေရန်စိတ်သားညစ်တယ်ဒီလားဒီဖုန်းနဲ့ကိုကအဲ့ဒါတော့အစိတ်ကြိုက်သုံးပိုင်လို့မရှိဘူးလားပြောချင်တာကို့ဖုန်းနဲ့ကိုတော့မှပဲ line ပေါ်ကြာရှိနေပြီကျွန်တော်တို့ကစာမပြန်ဘူးဆိုတဲ့ဟာကြီးလို့ဒါစိတ်ပြက်တယ်ဒီရန်စိတ်ညစ်နေပြီလူတွေရဲ့စိတ်ကိုရန်နားလေရခက်တယ်လူတွေကပဲနားလည်မှုမရှိရလားလူတွေကပဲနားမလဲရလားအရင်စိတ်ညစ်သွားပြီဒီညတော့တကားလို့အခုလေ line တွက်နေတန်းလန်းနေကိုတောက်လျှောက်နော်အမအစားတော့မပြန်ဘူးဟိုအရင်နဲ့မတူတော့ဘူးဆိုပြီးတောက်လျှောက်စာပို့တာစိတ်တော်ပြတ်တယ်